မြန်မာလိုတွေးလိုက်တာနဲ့အင်္ဂလိပ်ကိုလက်တန်းမင်းနိုင်ပြောနိုင်ဖို့ဆိုရင်ဒီ formula လေးတွေသိထားရင်အဆင်ပြေပါတယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့တူတူလေ့လာကြည့်အောင်ပါပထမတစ်ခုကတော့လာဘာလားညာလားပေါ့အဲ့ဒီလိုမေးမယ်ဆိုရင်ကျွန်တော်တို့ဘာနဲ့မေးမလဲဒါကျွန်တော်တို့သိထားမယ်ပထမတစ်ခုက do you နဲ့မေးလို့ရတယ် do you နောက်မှာ verb 0 သို့မဟုတ် verb infinitive လိုက်ဒီလိုမေးလို့ရတယ်ထားတော့ do you love him okay မင်းတို့ချစ်လားဟုတ်ပြီနော် do you သို့မဟုတ် are you နဲ့မေးလို့ရတယ် are you ဆိုရင်တော့နောက်ကဘာလိုက်မလဲadjective လိုက်ပြီးမေးလို့ရတယ် are you free မင်းအားလားဟဲ့ okay အဲ့တော့လာနဲ့ဆုံးတဲ့ question တွေကိုကျွန်တော်တို့ကခေါင်းနဲ့ထည့်လိုက်ပြီဆိုတော့ဒီ pattern တစ်ခုကျွန်တော်တို့ကစဉ်းစားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဖြစ်လားဟုတ်လားဒီလိုမေးချင်ရောဖြစ်လားတို့ဟုတ်လားတို့မေးချင်ရင်ကျွန်တော်တို့က are you noun ပုံစံနဲ့ကျွန်တော်တို့မေးရမှာဖြစ်ပါတယ် are you noun are you a teacher မင်းကျောင်းဆရာလားဟာ are you a doctor မင်းဆရာဝန်တယောက်ဖြစ်လားမင်းဆရာဝန်တယောက်ဟုတ်လားစသဖြင့်ဟုတ်ပြီနော်အဲ့ဒါဆို are you noun ပုံစံလေးနဲ့ကျွန်တော်တို့မေးရမယ်နောက်တစ်ခုနေတာလား okay မင်းတစ်ခုလုံးနေတာလားဒါဆိုရင်ဘာနဲ့မေးရမလဲဒါဆိုရင်ကျွန်တော်တို့က are you နောက်မှာ verb ing နဲ့ကျွန်တော်တို့မေးရမှာဖြစ်ပါတယ်ထားပါတော့ are you reading မင်းစာဖတ်နေတာလားဒါမျိုးပေါ့နော်နောက်တစ်ခုကတော့ခဲ့လားလိုက်လားခဲ့လားတို့လိုက်လားတို့ဆိုဘာနဲ့မေးလဲဒါဆိုကျွန်တော်တို့ verb to အဲ့တော့ did you နဲ့ကျွန်တော်တို့မေးရမှာဖြစ်ပါတယ် did you verb 0ပုံစံထားပါတော့ did you see her yesterday မနေ့ကမင်းသူမကိုတွေးမိလိုက်သေးလား okay တွေးခဲ့လားတွေးလိုက်လားဒီလိုမျိုးဟုတ်ပြီနော်နောက်တစ်ခုကတော့ပြီးပြီလားဖူးလားထားလားဒါတွေဆိုရင်ကျွန်တော်တို့ဘာနဲ့မေးရမလဲ has or plus verb 3ပုံစံနဲ့မေးရမှာပါအဲ့တော့ have you verb 3ပုံစံနဲ့ကျွန်တော်တို့မေးရမှာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ကအကျဉ်းချင်းဘာသာပြန်ပြထားတာဖြစ်ပါတယ်တရည်တွေတော့ကျွန်တော်တို့မှတ်လို့မရဘူးအခြေအနေပေါ်မှာမူတည်ပြီးကျွန်တော်တို့လိုက်လုံးညီချွေပြောင်းလဲရတာလေးတွေရှိတာပေါ့နော်နောက်တော့ပြီးပြီလား have you done your homework okay have you done your homework မင်းအင်စာတွေလုပ်ပြီးပြီလားဒီလိုမျိုးပြောတာဖူးလားဆိုရင်have you ever been to ပြင်းလို့မင်းပြင်းလို့ရောက်ဘူးလား okay ထားလား have you opened the windows မင်းပြတင်းပေါက်တွေမင်းဖွင့်ထားတာလားဒီလိုမျိုး okay နောက်တစ်ခုကတော့မလားတို့မှားလားတို့ဒါဆိုရင်တော့မဖြစ်သေးဘူးအဲ့တော့ဘာနဲ့မေးမလဲ will okay will you verb 0နဲ့ကျွန်တော်တို့မေးမှာဖြစ်ပါတယ် will you go there tomorrow မင်းမနေ့ပြန်အဲ့ဒီကိုသွားမှာလားဒါမျိုးပေါ့နော်နောက်တစ်ခုကတော့တော့မလားတော့မလားဆိုရင်ကျွန်တော်တို့က be going to အဲ့ဒါနဲ့ကျွန်တော်တို့ပြောတယ်အဲ့တော့မေးခွန်းဆိုတဲ့အတွက် are you going to plus နောက်ကပါလဲ verb 0လိုက်ပြီးကျွန်တော်တို့မေးရမှာပေါ့ထားပါတော့ are you going to sell your house မင်းအိမ်ရောင်းလို့မလို့လားဒီလိုမျိုးဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့က are you going to နဲ့မေးရမယ်နောက်တစ်ခုကတော့ dying လားတို့တက်လားတို့တစ်ခုခုလုံးနိုင်လားတစ်ခုခုလုံးတက်လားဒါဆိုရင်ကျွန်တော်တို့ဘာနဲ့မေးလဲဟုတ်တယ် can နဲ့ကျွန်တော်တို့မေးလို့ရတယ် can သို့မဟုတ်ကျွန်တော်တို့ past tense အတွက်ဆို could နဲ့ကျွန်တော်တို့မေးလို့ရတယ် okay you နောက်က verb 0ထားတော့ can you swim မင်းရေကူးတတ်လားစသဖြင့်ပေါ့နော်နောက်တစ်ခုကတော့ပေးနိုင်မလားတစ်ခုခုလုံးပေးနိုင်မလားဟေးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာနဲ့ကျွန်တော်တို့မေးလို့ရလဲcan could နဲ့ပဲကျွန်တော်တို့မေးလို့ရတယ်ဒီနေရာမှာတော့ CO ရုံးဒီ could ဒီပို့ပြီးတော့ယဉ်ကျေးဖွယ်အနေနဲ့သုံးတယ် can ထက် could ကပို့ပြီးတော့ယဉ်ကျေးတယ် okay could you verb 0ဥမာထားတော့ can you tell me the way to the station please ဘူရာရုံသွားမယ်လမ်းလေးပြောပြပေးနိုင်မလားသို့မဟုတ် could you tell me the way to the station please could ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့ယဉ်ကျေးတယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ ချင်လားဒါမှမဟုတ်စေချင်လားဒါကတော့တော်တော်များများသိပါတယ်ချင်လားဆိုကျွန်တော်တို့က do you want to verb 0နဲ့မေးတယ် do you want to verb 0ဒါဆိုရင်ကျွန်တော်တို့ကချင်လားလို့မေးရ okay ထားပါတော့ do you want to do it မင်းဒါကိုလုပ်ချင်လားစေချင်လားဆိုတယောက်ယောက်ကိုအဲ့ဒါဆိုရင် do you want ဒီထဲမှာ object ထည့်ရမယ်အဲ့တော့ do you want me ထားပါတော့ do you want me to do it မင်းငါ့ကိုလုပ်စေချင်လား okay စေချင်လားဆိုရင် do you want to လို့မရဘူး do you want object to ဟုတ်ပြီနော်နောက်တစ်ခုသင့်လားငါဒါလေးလုပ်သင့်လားမသိသင့်လားဆိုရင် SHOULD should okay should I verb 0နဲ့ကျွန်တော်တို့မေးရမှာဖြစ်ပါတယ်ထားပါတော့ should I do it ဒါလေးငါလုပ်သင့်လားဟုတ်ပြီနော် should I accept this job ဒီလုပ်လေးငါလက်ခံသင့်လားဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့က should I နဲ့ကျွန်တော်တို့မေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကြမလားဒါအဖော်ညှိတဲ့ဟာပေါ့နော်အဲ့ဒီလိုမျိုးအဖော်ညှိခြင်းဘာနဲ့ညှိလဲ SHAL shall နဲ့ညှိပါတယ် shall we verb 0 shall we go နောက်တော့သွားကြတော့အမျိုးပေါ့နော်အဲ့တော့ဒီဟာလေးတွေအားလုံးရမယ်ထင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်